အားလုံးပဲမင်္ဂလာပါခေါင်းရသားများအားလုံးစိတ်ချမ်းသာတဲ့ကိုကြီးကျမ်းမာခြင်းတွေရှိကြပါစေ။ဒီနေ့ကတော့ကျွန်တော်တို့အများအားမေးနေကြရတယ်။အင်္ဂလိပ် New Year စပြီးတော့ကျွန်တော်တို့ဖုန်းတွေမှာဘာ wallpaper လေးတွေထားရမလဲ။ဘာတွေစောင်ရမလဲ။ကိုယ့်ရဲ့ဇပွဲပေါ်မှာဘာတွေတင်ထားရမလဲ။ဒီလိုမျိုးမေးကြတဲ့လူတွေရှိတယ်ဗျာ။ဒါပေမဲ့ကျွန်တော်ကလည်းအချို့နေရာတွေမှာမကောင်းသေးတဲ့ဂျိုတွေနက်ခတ်တွေအနေထားတွေရှိတဲ့အတွက်ကျွန်တော်တို့မပြောပေးတာရှိတယ်။အထူးသဖြင့်အင်္ဂါဂျိုမကောင်းသေးတဲ့အချိန်လေးတွေမှာကျွန်တော်ကအဲ့ဒါထုတ်မပြောတာပေါ့နော်။ထုတ်မပြောတော့ကျိုးကဘာလို့မပြောသေးတာလဲဒီနှစ်ကူကစပြီးကျွန်တော်ပြောလို့ရတာလေးပြောပေးပါမယ်အဲ့တော့ဖုန်းနဲ့ wallpaper ထားခြင်းတဲ့လူတွေကိုယ့်အိမ်မှာအဆောင်ပန်းလေးထားခြင်းတဲ့လူမျိုးတွေနော်ဒီ1389တစ်နှစ်လုံးမှာကံကောင်းလက်ကောင်းခြင်းတဲ့လူတွေဘာလို့ကောင်းမလဲဆိုတဲ့ဟာလေးတွေအဲ့ဒါလေးတွေကိုတခါလေးပြောပေးမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့1389ရောက်လာပြီဆိုရင်အထူးသဖြင့်ကျွန်တော်တို့အကောင်းဆုံး wallpaper design ဘယ်လိုဟာမျိုးလဲဆိုတော့အကောင်းဆုံး wallpaper design ကနှင်းစီခင်းပေါ့ဗျာ။ထားပါတော့နှင်းစီ site ခင်းပဲဖြစ်ဖြစ်နှင်းစီပန်းလေးပွင့်နေနှင်းစီခင်းနှင်းစီခင်းရဲ့အနောက်ကကြတော့တကယ်ကိုဘယ်လိုပြောမလဲကောင်းငင်ပေါ့အပြာရောင်ကောင်းငင်ဘာတိမ်တိုက်တွေမှမရှိတဲ့အပြာရောင်ကောင်းငင်အဲ့တော့နှင်းစီခင်းကိုအပြာရောင်ကောင်းငင်နောက်ခံထားပြီးရိုက်ထားတဲ့ wallpaper မျိုးတွေကဒီနှစ်မှာကျွန်တော်တို့အကောင်းဆုံး wallpaper ဖြစ်တယ်အဲ့တော့ဖုန်းတွေကိုယ့်ရဲ့ tablet တွေနော်ကိုယ့်ရဲ့ကွန်ပျူတာတွေမှာ wallpaper ထားခြင်းအဲ့လိုပုံထားရပါတယ်အဲ့တော့ဒီပုံကတော့နည်းနည်းရှာကြည့်ပါနော်နှင်းစီကြီးနောက်ခံအပြောင်ကောင်းငင်ကြီးနဲ့နှင်းစီကြီးနှင်းစီကတော့ဘာအရောင်ဖြစ်ဖြစ်ရတယ်အနီရောင်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့လိုဟာမျိုးကျွန်တော်တို့ထားပြီးတော့ wallpaper ထားပြီးလောက်တာကပို့ပြီးတော့ဒီနှစ်မှာကံမြင့်စေတယ်ကံကောင်းစေတယ်နော်ပို့ပြီးတော့အဆင်ပြေစေတယ်လို့ပြောတာအဲ့ဒါကိုပဲကျွန်တော်တို့ကအိမ်မှာ wall sheet တစ်ခုအနေနဲ့ကတ်ထားခြင်းနဲ့ဆိုလဲရပါတယ်ကိုယ့်ကို print ထုတ်လိုက်ပေါ့အဲ့တော့နှိမ့်စီကင်းကိုနောက်မှအပြောင်ကောင်းငင်နဲ့ AI ကိုကျွန်တော်တို့ထုတ်ခိုင်းလိုက်လဲရတယ် AI ကိုအကျိုးအကြောင်းပြောပြီးတော့ဒီလိုပုံထုတ်ချင်တယ်ဆိုပြီး AI ကိုပြောပြီးတော့နှိမ့်စီကင်းကြီးနောက်မှာအပြောင်ကောင်းငင်နဲ့ဆိုပြီးတော့နော်အဲ့လိုမျိုးလေးလုပ်ကြည့်လိုက်ပါအဲ့ဒါကဒီနှစ်ပိုင်းမှာဖုန်း wallpaper တွေပဲထားကျွန်တော်တို့အိမ်မှာ wall ရှိနေတယ်ပဲကတ်အဆင်ပြေပါတယ်နော်အဲ့ဒါလေးနံပါတ်1တစ်ချက်ပြောခြင်းတယ်နံပါတ်2အချက်ကကြတော့ဒီ1389မှာကျွန်တော်အလှပန်းအိုးထိုးခြင်းတယ်ဆိုရင်လေခုနလိုပဲအဲ့အလှပန်းအိုးကြတော့ဘာလေးလိုလဲဆိုတော့ခရမ်းရောင်ပန်းအိုးလှလေးတစ်လုံးလိုပါတယ်ခရမ်းရောင်ပန်းအိုးလှလေးတစ်လုံးလိုတယ်အဲ့ဒီခရမ်းရောင်ပန်းအိုးလှလေးမှာနှင်းစီ3ဝင်ထည့်ပြီးတော့ကိုယ့်ရဲ့အလုပ်စပွဲတွေမှာတင်ထားတာမျိုးကိုယ့်ရဲ့ဧကန်လေးတွေမှာထားတာမျိုးကပို့ပြီးတော့ဒီနေ့မှာကံကောင်းစေပါလိမ့်မယ်အဲ့တော့နှင်းစီ3ဝင်လိုတယ်နော်ခရမ်းရောင်ကျွန်တော်တို့ပန်းအိုးလုံးလိုပါတယ်နော်အဲ့ဒါမျိုးကိုကျွန်တော်တို့ဒီ1389မှာစပြီးတော့ဆောင်ရွက်လို့ရပါပြီအဲ့ဒါတိတိတသာကိုတို့အဆင်ပြေလာလိမ့်မယ်အခက်အခဲတွေရော့လာလိမ့်မယ်ဒီနှစ်ပိုင်းမှာပို့ပြီးတော့ကံကောင်းမှုတွေရကျင်တယ်ဆိုရင်အဲ့ဒီနှင်းစီလေး3ပွင့်ကိုခရမ်းအောင်ပန်းအိုးလှလေးတွေထည့်ပြီးတော့အလှပန်းအိုးထိုးထားပါလို့လည်းကျွန်တော်တို့တိုက်တွန်းလိုပါတယ်အဲ့ဒါလေးလည်းလုပ်ကြည့်စေခြင်းနဲ့နောက်ပြီးတော့ကျွန်တော်ဘာတွေလုပ်ကြည့်စေခြင်းသေးလဲဆိုတော့ဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့ကကံကောင်းကျင်တယ်ဆိုရင်ဘာလုပ်ဖို့လိုလဲပေါ့အထူးသဖြင့်ဒီနှစ်ပိုင်းမှာကံအကောင်းဆုံးဂျိုဟာတောက်ကြဂျိုဒုတိယကံအကောင်းဆုံးဂျိုကအင်္ဂါဂျိုနော်ဒါတွေကကံကောင်းတဲ့ဂျိုဒါပေမဲ့အဲ့ဂျိုနှစ်ခုကိုတက်သွားပြီးပူးလို့လည်းမရဘူးအဲ့တော့ဒီ1389ရောက်လာပြီဆိုတော့ကျွန်တော်တို့သိထားရမယ့်အချက်ကဘာလဲဆိုတော့တောက်ကြဂျိုဆိုတာနံပါတ်1ချက်သစ္စာတရားနော်နံပါတ်2ချက်အလှပရေးอ่ะနံပါတ်3အတွက်လုံခြုံရေးဒါကိုပြောတာအဲ့တော့မနက်တိုင်းကျွန်တော်တို့ကဖျားရှိခိုးပြီးတိုင်းသက်စာပြူဆုတောင်းတာမျိုးတွေအမြဲလုပ်တဲ့တယ်ဒါနေ့စဉ်ကံကောင်းစေဖို့မနက်ခင်ဖျားရှိခိုးပြီးတိုင်းကျွန်တော်ဒီ9ပါးသီလတွေကထားပါတော့ကာမေစုမိစ္ဆာစာရကံကိုကျူးလွန်ဖောက်ပြခဲ့ခြင်းမရှိခဲ့ပါဘူးအီမန်တော်သက်စာစကားတော့ဤနေ့တနေ့တာအားလုံးအခက်အခဲတွေရော့နေပြီးတော့နော်အဆင်ပြေမှုတွေများပါသေးနော်အခက်အခဲရော့နေပြီးတော့လူဆိုတာအခက်အခဲရှိမှာပဲအခက်အခဲတွေအကုန်ပပြောက်တဲ့လူတော့မရှိဘူးအခက်အခဲရော့နေပြီးတော့အဆင်ပြေမှုတွေရှိပါသေးဒီလိုမျိုးကိုယ့်ရဲ့လုံတဲ့သီလလေးတွေကိုသစ္စာပြုတာကိုကောင်းတာလုပ်ခဲ့တဲ့ဟာလေးတွေကိုသစ္စာပြုတာလို့ပေါ့ကျွန်တော်တို့ဆိုရင်ဒါဟုတ်တာအရက်သေးတာမတောက်ဘူးကာမေတုမိစ္ဆာစာရကံမဖောက်ပြအောင်9ပါးသီလမှာအဲ့နှစ်ခုကတော့တောက်လျှောက်လုံနေတယ်ပေါ့နော်အခုအဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ကအရက်မတောက်တဲ့အမျိုးသမီးတွေဆိုအရက်မတောက်ကြဘူးဒီဘီယာမတောက်ကြဘူးအချို့တောက်တဲ့လူတွေရှိမှာပေါ့လေအဲ့ဆိုလဲဘာပဲသူရာမီယာကံအရက်သေးတာတောက်စားရင်မပြုတ်ပါဘူးအိမ်မန်တော်သစ္စာစကားကြောင့်ဒီလိုမျိုးဒီတနေ့တာကံကောင်းမှုတွေရှိပါတယ်လိုမျိုးလေးအမြဲဆုတောင်းပေးခြင်းဖြင့်တိတိတသာကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်
ပြီးတော့တောက်ကြဆိုတော့ကျွန်တော်ခုနပြောလို့အလှတရားဖြစ်တယ်ဒီနှစ်မှာကျွန်တော်တို့ကနည်းနည်းလေးတက်ရတော့နေတဲ့တယ်လို့ပြောတယ်တက်ရလှလှပပလေးတဲ့တယ်ဘူဒီဘက်တီနဲ့မနေနဲ့ပေါ့နော်ဘူဒီဘက်တီနဲ့မနေနဲ့ဟိုကျွန်တော်တို့ဆိုတာအများကြီးပြုတ်ပြန်ကျွန်တော်တို့ဘူဒီဘက်တီတိတ်နေတာများတယ်ဗီဒီလာမင်းတဲ့လူတွေသိတယ်ကျွန်တော်စွတ်ကြဲနဲ့ဘောင်းမီတို့နဲ့ဖြစ်ဗီဒီဟောရင်ဟောတာပေါ့ဒီနေ့ပိုင်းကတော့နည်းနည်းတက်ရပူနေပါလို့ကျွန်တော်တို့ကတော့တိုက်တွန်းတယ်အားလုံးတက်ရလှလှပပလေးနေပါပြီးတော့ခန္ဓာကိုယ်မှာချွေးနှံ့မနှံပါစေနဲ့တော့တက်နိုင်လောက်ရိုးဝင်လေးတွေလိမ့်မယ်နော်ကိုနည်းနည်းရင်မိုးလေးတွေစွတ်မယ်ပေါ့ဒါကတော့ဒီနှစ်မှာမွေးပြန့်နေရမယ်တက်ရက်နေရမယ်ကြည့်ကောင်းနေရမယ်ကြည့်ကောင်းတဲ့အပြင်အစင်နဲ့နေပါလို့လည်းကျွန်တော်တို့တိုက်တွန်းလိုပါတယ်ဒါကတော့ဒီတစ်နှစ်တာ1980ခုမှာကန်ကောင်းစေပေါ့ခုနကပြောတယ်တောက်ကြကြိုဆိုတာကျွန်တော်တို့ကလုံခြုံရေးတဲ့လုံခြုံရေးနဲ့ပတ်သက်တာကိုပြောတာဒါကြောင့်တောက်ကြကြိုအားကောင်းတဲ့နှစ်မှာကျွန်တော်တို့ကလုံခြုံရေးနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေဖြူပေးရတယ်အဲ့တော့လိုအပ်တဲ့လူတွေကိုကျွန်တော်တို့ကတော့ကလောက်တွေလှူတာဖုန်းကြီးကျောင်းတွေမှာတော့ကလောက်တွေတော့လွဲတွေလှူတာအဲ့လိုပဲဖျားစီတွေမှာတော့ခတ်ဖို့အတွက်လိုအပ်တဲ့တော့ကလောက်တွေတော့လွဲတွေတော့ချိတ်တွေလှူတာနော်ကျောင်းတွေစောင့်နေတဲ့နေရာမှာတကယ်ရွက်တို့နော်ဟိုဒါကလည်းတကားဆိုတာလေဒါလုံခြုံမှုအတွက်တက်တဲ့ဟာကိုနော်တကယ်ရွက်တို့ဟိုတကားနဲ့ပတ်သက်တဲ့ဒါကြီးပါအောင်တို့ဒါတွေလှူတဲ့နေရာတွေမှာလှူပေးတာအဲ့လိုမျိုးလုပ်ချင်းပြကျွန်တော်တို့တိတိတတာဟိုတစ်နှစ်တာလုံးမှာကန်ကောင်းစေတယ်အဆင်ပြေစေတယ်ဆိုတော့အချက်ကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒါလေးတွေလုပ်ပေးစေခြင်းနဲ့နောက်ပြီးကျွန်တော်ဗာလေးပြောချင်သေးလဲဆိုတော့ဒီနေ့မှာဗုဒ္ဓဖူးဂျိုကဝိအဖြစ်ဆုံးအားအနည်းဆုံးဂျိုဖြစ်တယ်ဗုဒ္ဓဖူးဂျိုအားနည်းတယ်ဆိုတော့ဗုဒ္ဓဖူးဆိုတာလူမှုဆက်ဆံရေးဟို communication ခေါ်တာပေါ့နော်လူမှုဆက်ဆံရေးအပိုင်းကိုပြောတာအဲ့တော့ဒီတစ်ပိုင်းမှာစကားတွေကိုထိန်းပြောစေခြင်းတယ်ဟောအရင်တည်းကတော့စကားပြောသူညံ့ညောတယ်စကားပြောတာပါနဲ့တယ်လိမ္မာတယ်စကားနဲ့ပတ်သက်ပြီးဘာမှထက်တင်ပြစရာမလိုတဲ့လူတွေအတွက်တော့ကိစ္စမရှိဘူးအရင်တည်းကစကားပြောရင်ပိတ်တယ်လေးဘေးပြပြောတတ်တယ်နော်ဟိုဆရာကြီးစတိုင်နဲ့ပြောတတ်တယ်အကျော်ကြီးပုံစံပြောတတ်တယ်ငါသိငါသက်ပြောတတ်တယ်ဒီလိုမျိုးလူတွေပို့ပြီးတော့ရန်သူပေါ်တယ်ပို့ပြီးအန်ရများတယ်ပို့ပြီးလူမုံများတယ်အတန်ကြောက်ဖားသေးဆိုတဲ့စကားမျိုးတွေနော်အဲ့တော့အပြောမတက်တော့ဆဲသလိုဆိုတဲ့စကားမျိုးတွေစောင့်ပုတ်တွေအဲ့ဒါတွေကဒီနှစ်မှာအတော့ဝင်လာတယ်ဒါကြောင့်ပဲမလိုအပ်ဘူးဆိုရင်ကျွန်တော်တို့စကားတွေရှော့ပြောပါမပြောပါနဲ့နော်ပပနဲ့မပြောတတ်ရင်ဝင်မပြောတာအကောင်းဆုံးပဲဒါလေးကိုလည်းကျွန်တော်တိုက်တွန်းလို့တယ်အဲ့တော့စကားပြောဆိုထိမ့်မှာစကားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမှာမလိုအပ်ပဲမပြောနဲ့ဒါအပြင်ကျွန်တော်တို့ဝစီဒူးစရိုက်၄ပါးရှောင်ပေါ့ဗျာနော်ဝစီဒူးစရိုက်၄ပါးလိန်ပြောတယ်နော်ဂုံးတိုက်စကားတွေပြောတယ်ဖရုတဝါဒဆိုတဲ့ဆဲရေးတဲ့စကားတွေပြောတယ်နော်တန်ပတ်ဖလာဆိုတဲ့ဒါအနှစ်မရှိတဲ့စကားတွေပြောတယ်ဒါတွေကိုတော့တက်နိုင်လောက်ရှောင်မင်းတော့တိတိတတ်တာဒီနှစ်မှာဟိုအညံ့အဆိုးတွေရော့ပြီးတော့ကံကောင်းမှုတွေပိုလာနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီနှစ်သက်ကစပြီးနေ့တိုင်းအဆင်ပြေပါစေအခက်အခဲတွေရော့ပါစေကံကောင်းလာပါစေလို့စွတ်မကောင်းတောင်းရပါတယ်ဗျာ